ပေမဲ့ဒီတစ်ခါမှာတော့ကျမမိဘတွေကစကားကိုနူးနူးညံ့ညံ့နဲ့ချော့ပြောဖို့စူးစမ်းကြသေးတယ်လင်းလင်းခမရလဲတော်တော်လေးစိတ်ဆင်းရဲခဲ့ရတာပါမင်းဖေဆိုရင်လည်းအခုစပင်တွေတောင်အကုန်ဖြူကုန်ပြီးတဲ့ကျမဘာမှမတုံ့ပြန်ခဲ့ပါဘူးအဲ့ဓာတွေကကျမအတွက်အရေးမကြီးလို့ပါကျမဒီလက်ထပ်ပွဲကိုသဘောတူခဲ့တာသူတို့ကြောင့်မဟုတ်ပဲဟော့ထင်ကိုယ်တိုင်ကြောင့်ပါကျမပထမနှစ်တုန်းကဟော့ထင်ကနောက်ဆုံးနှစ်ကျောင်းသားဖြစ်ပြီးကျောင်းမှာလူပြောအများဆုံးသူတစ်ယောက်ပေါ့ကျောင်းကခန်းစားချက်ဖွင့်ထားတဲ့နေရန်တွေမှာလည်းသူ့စီပေးတဲ့ရည်စားစာတွေနဲ့ပြည့်နေခဲ့တာချမ်းသာတဲ့မိသားစုကမိန်းကလေးတိုင်းကသူ့ကိုအရယူဖို့စူးစမ်းခဲ့ကြပေမဲ့အဲ့ဒီအချိန်တုန်းကတော့သူ့မျက်လုံးထဲမှာရှန်လင်းလင်းတစ်ယောက်ပဲရှိခဲ့တယ်အဲ့ဒါကြောင့်ပဲရှန်လင်းလင်းကလူတိုင်းအားကြရတဲ့မိန်းကလေးဖြစ်ခဲ့တာပေါ့ဟော့ထင်လားအိုးသူကကျမကိုတကယ်ဆွဲလန်းနေတာဆိုပြီးသူမကခဏခဏကြွားလုံးထုတ်လေးရှိတယ်ကျမကတော့ရုပ်ချောတဲ့သူကိုသဘောကျတတ်တာမှန်ပေမဲ့ကျမကိုတကယ်ဆွဲဆောင်နိုင်ခဲ့တာကတော့သူ့ရဲ့အုံနောက်ပါတင်ချဘာသာရက်အပေါ်သူဆွဲလန်းပုံနဲ့အဲ့ဒီဘာသာရက်ထဲမှာပဲမြုပ်ရှင်တန်နေပုံတွေကသူ့ကိုသူတေသနာစာတမ်းတွေတစ်စောင်ပြီးတစ်စောင်ထုတ်ဝေနိုင်စေခဲ့တယ်ကျမအဲ့ဒီစာတမ်းတွေအကုန်လုံးကိုဖတ်ခဲ့တယ်တချို့စာတမ်းတွေကကျမအကြာကြီးအဖြေရှာမရပဲပိတ်မိနေတဲ့ပု္ပ္ပစာတွေကိုတောင်ပြေလည်သွားစေခဲ့တယ်သူ့ရဲ့ထူးချွန်ထက်မြက်မှုတွေကကျမကိုဆွဲဆောင်သွားခဲ့တာပါအားကြရာကနေပိုလေးနဲ့တဲ့ခန်းစားချက်တစ်ခုစီပြအောင်းလဲသွားဖို့အချိန်များကြီးမယူခဲ့ရပါဘူးကျမတို့ရဲ့မင်္ဂလာဆောင်နေ့မှာတော့ဟော့ထင်တစ်ချက်ကလေးတောင်မပြုံးခဲ့ဘူးကျမကတော့အရန်ရင်ခုန်နေတာကြောင့်ချွေးပြန်နေတဲ့လက်ဖွားတွေကိုမင်္ဂလာဝတ်စုံနဲ့ခဏခဏပို့နေမိခဲ့တဲ့လမ်းလျှောက်ရင်းချော်တောင်လဲမလို့ဖြစ်ခဲ့သေးတဲ့လူတွေကရဲကြတာပေါ့ကျမကိုကျမအရေပြုံးခံလူပြက်တယောက်လိုဒီနေရာနဲ့လုံးဝအဆက်တဲ့သူတယောက်လိုခံစားခဲ့ရတယ်အဲ့ဒီနောက်တယောက်ကရှန်လင်းလင်းအကြောင်းစပြောလိုက်တဲ့အခါမှာတော့ဟော့ထင်ရဲ့မျက်နှာကပိုပြီးတော့တောင်မှောင်မှောင်မိုင်းမိုင်းဖြစ်သွားခဲ့တယ်သူမကိုအရန်ချစ်တာနေမှာပါမဟုတ်ရင်ကျမကိုဘာလို့ဒီလောက်တောင်မကြေမနက်ကြည့်နေပါမလဲအဲ့ဒီအချိန်မှာတော့ဒီလက်ထက်ပွဲဒီလိုမျိုးတစ်ဖက်သက်သဘောကျခဲ့တာတွေအကုန်လုံးကိုကျမနောင်တရမိသွားခဲ့တယ်ဟောမိသားစုရဲ့နေအိမ်ကတော့မိသားစုပြဿနာတွေတိုက်ခိုက်မှုတွေမရှိတဲ့အတွက်ရှမ်းမိသားစုအိမ်မှာနေခဲ့ရတာထက်စာရင်ကျမပို့ပြီးတော့စိတ်အေးချမ်းခဲ့ရတယ်ကျမပညာရေးဆိုင်ရာစာအုပ်တွေကိုပဲဆက်ဖတ်ပြီးလေ့လာနေခဲ့တယ်ကျောင်းကနေခဏနားထားရပေမဲ့လေ့လာမှုကိုတော့တခါမှမရက်တန့်ခဲ့ပါဘူးဟော့ထင်ကတော့အစပိုင်းမှာရက်တော်ကြာပျောက်သွားတတ်ပေမဲ့နောက်ပိုင်းမှာတော့နေတိုင်းအိမ်ကိုအချိန်မှန်ပြန်လာတတ်တဲ့အလုပ်တွေဘလောက်ပဲရှုပ်နေပါစေသူဘယ်မှာရှိနေလဲဆိုတာကိုကျမစီစာပို့ပြီးအမြဲအကြောင်းကြားတက်လာတယ်ကျမတရုတ်တိုင်းရင်းဆေးဆရာဝန်တယောက်စီကနေအနှိပ်ပညာတွေကိုစတင်ခဲ့တယ်ဟော့ထင်ရဲ့ခြေထောက်ကိုပုံမှန်နှိပ်ပေးရင်ကောင်းသွားနိုင်မယ်လို့တွေးခဲ့လို့ပါအဲ့ဒါနဲ့ပဲကျမစလုပ်ဖြစ်ခဲ့တယ်ပထမဆုံးအကြိမ်တုန်းကတော့စိတ်လှုပ်ရှားစွာနဲ့သူ့ကိုခွင့်တောင်းခဲ့ရတာပေါ့ကြာလာတော့ကျမအနှိပ်ကျွမ်းကျင်လာပြီးသူ့ကိုနှိပ်ပေးရတာကကျမရဲ့နေ့စဉ်အလုပ်တစ်ခုလိုဖြစ်လာခဲ့တယ်6လတိုင်းတရက်မှမပြတ်ပဲလုပ်ပေးခဲ့တာပါလူခန္ဓာကိုယ်ပေါ်ကအကျောမှတ်အသားတိုင်းကိုလည်းအလွတ်ရခဲ့ပြီးဟော့ထင်ကလည်းအစပိုင်းမှာငင်းဆန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ကျမနှိပ်ပေးတာကိုငင်းခံနေတက်လာပြီးနောက်ဆုံးမှာတော့ကျမလာမှာကိုနေတိုင်းမိနစ်30လောက်မပြတ်မကွက်စောင့်နေတတ်ခဲ့တယ်ကျမရဲ့လက်တွေလည်းတကယ်ကိုအားရှိလာခဲ့တာပေါ့